ဒီချိန်စာတွေကိုဘာမှမဟုတ်တယ်လို့ဖြတ်သွားနိုင်တာလားဒီလူကကြင်ကြံချင်းကဘာကဆင်းသက်လာတဲ့အထက်နဲ့မင်းကြီးလားစီနီယာကဘသူပါလဲလို့မေးတယ်ကျွန်တော်ကပုံစံဖန်ပြီးလော်ကီလောကရဲ့ပြည့်စိတ်တွေကဘာလို့အများကြီးမေးနေရတာလဲလို့ခက်အေးပြောလိုက်တယ်သူမစိတ်ထဲမှာလော်ကီပြည့်စိတ်ဟုတ်လားသူ့မျက်လုံးထဲမှာငါ့လိုအေဂရစ်တောင်ပြည့်စိတ်တက်ပဲပေါ့နာမည်ကြီးလာတဲ့ချိန်စာကိုခန္ဓာကိုယ်နဲ့တင်ခုခံနိုင်တာမဆန်းတော့ပါဘူးလို့ပို့ပြီးကြောက်ရွံ့ကြည်ညိုသွားတယ်ကိုထက်မြောက်ကိုရောက်တော့ငကားနဲ့ဖရားရဲ့ဝိညာဉ်အိုကြီးပေါ်လာပြီးမိုက်မဲတဲ့တာမန်လူငါရဲ့နတ်သက်အေဂရစ်ရဲ့စက္ကန့်တူကိုမြင်တာတော့ဘာလို့ဒူးမထောက်တာလဲငကားနဲ့ဖရားပင်လေကိုလိုချင်ရင်ငါရဲ့စမ်းသက်ချက်ကိုအရင်ခံယူရမယ်တကယ်လို့အရေးချင်းမပြည့်မီရင်လို့ကြုံရတာကိုကျွန်တော်ကစိတ်မရှိစွာနဲ့ဖြတ်ပြောလိုက်တယ်အိုကြီးတေပြီးသားလူကငိမ့်ငိမ့်နေစမ်းပါငါမှအလုရှုံနေတာမင်းနဲ့စကားပြောဖို့အချိန်မရှိဘူးမင်းငါ့ကိုဘလို့ခေါ်လိုက်တယ်မြန်ဖယ်စမ်းငါ့ကိုယရနာယူဖို့အချိန်မဖြုံးနဲ့မဟုတ်ရင်ဒီနေ့မင်းရဲ့ဝိညာဉ်ကိုအပြင်ကကြားအိုကြီးစီပြစ်ကျွေးလိုက်မယ်လို့ချင်းချောက်လိုက်တော့ဝိညာဉ်အိုကြီးကလေတန်အိတ်နဲ့မိတ်ဆွေငါဆက်ခံမဲ့အကြောင်းမပြောရသေးဘူးလေဆိုပြီးချက်ချင်းဖယ်ပေးရှာတယ်လှုပ်ဝက်တာဝန်အောင်မြင်ပါသည်ဂုံယူပါသည်အင်ရှင်သည်ကောင်းကင်ဘုံကိုစန့်ကျင်သောကျမ်းစာတန်ငါပါပရမတ်ကျမ်းကိုရရှိပါသည်ကျွန်တော်ယတနာယူပြီးပြန်ဆင်းလာတော့ရှစ်ထက်မြောက်ကကျင်းစာတွေပျောက်သွားပြီးတိုက်ရွှဲအေဂရစ်မင်းမေကကျင်းစာတွေပျောက်သွားပြီးငါရဲ့ကြင်ကြံခြင်းတွေပြန်ကောင်းလာပြီလို့ဝမ်းသာနေတော့ရှေ့ကနေပိုင်စုကြီးနဲ့ထော်ပါဟုံးလို့ပေါ်လာတယ်တိုက်ရွှဲအေဂရစ်မင်းမေမင်းဝမ်းသာစောလုံးသွားပြီးဒီနေ့ကမင်းရဲ့တင်းနေပဲတိုက်ရွှဲအေဂရစ်မင်းမေကလန့်သွားပြီးထော်ပါဟုံးပိုင်စုကြီးမင်းတို့ကငကားနဲ့ဖရားရဲ့တားမြစ်စေးပြားကိုတောက်ပြီးအဆင့်ကိုအထုထိတ်ကိုအတင်းမြင့်ထားတာလားစေးအာနီတင်ကုံသွားရင်မင်းတို့ရဲ့ကြင်ကြံခြင်းတွေကစိတ်အဆင့်ကိုပြန်ကျသွားပြီးတစ်တလုံးထက်မတက်နိုင်တော့ဘူးလေမင်းတို့ယူနေကြတာလားလို့អော်တယ်လူတာဟုတ်လားဒီလိုမလုပ်ရင်မင်းငကားနဲ့ဖရားရဲ့တနာကိုရသွားတဲ့အခါငါတို့ကိုလွှတ်ပေးပါမလားမင်းကိုဒီမာရင်တက်ဖြစ်ပြီးယတနာကိုလူယူနိုင်ရင်ဒီလိုပေးဆက်ရတဲ့တံမိုးကဘာမှမဟုတ်ဘူးလို့သူတို့ကអော်ပြီးတိုက်ခိုက်ကြတော့တယ်မင်းတို့ကိုဖိတ်ချင်းဖိတ်သေးတွင်တူနေမှာတော့ငါကပဲဖြည့်ဆည်းပေးရတော့တာပေါ့တေပြီးတော့ဆိုပြီးတိုက်ရွှဲအေဂရစ်မင်းမေကလည်းပြန်တိုက်တယ်သူတို့နှစ်ယောက်ကလက်တွဲပြီးငါတို့ဂိုင်းတစ်ခုလုံးရဲ့အထွတ်အထိပ်ပညာပရမတ်နတ်မီးရှန်ကွက်ကိုထုတ်ဆန်းရေခဲနဲ့မီးကိုပေါင်းဆက်ပြီးသူမရဲ့ထွက်ပေါက်ကိုပိတ်ဆို့ပြစ်လို့အော်ပြီးတိုက်ခိုက်တဲ့တန်ကပြင်းထန်လို့ဘေးကလူတွေသူတို့အစင်းမြင့်အေဂရစ်တွေအသေးလဲတိုက်နေကြပြီးကြောက်စရာကောင်းလိုက်တာဒီအချိန်ဝါလေးထွက်လာတာကိုတင်စိတ်အဆင်းရှိတဲ့လူထိမိရင်ပြဖြစ်သွားလိမ့်မယ်ဆုပ်မြန်ဆုပ်လို့လန့်ပြေးကုန်ကြတယ်တိုက်ရွှဲအေဂရစ်မင်းမေရှေးခေတ်တုန်းကငါတို့ဘိုးဘေးကဒီပညာနဲ့ပဲအဆင့်ကိုအေဂရစ်ကိုကြောလုံးတက်ဖြတ်ခဲ့တာမင်းကဒုတိယမြောက်လူဖြစ်လာလိမ့်မယ်ပရမတ်နတ်မီးရှန်လာစေမိကြပန်းတပွင့်ပွင့်လာပြီးစွမ်းအားတွေကဆယ်ဆလောက်တက်လာတော့တိုက်ရွှဲအေဂရစ်မင်းမေကစိတ်ပြက်စွာနဲ့မိကြပန်းတပွင့်နဲ့တင်စွမ်းအားကဒီလောက်တက်လာတာလားငါတိုက်ရွှဲအေဂရစ်မင်းမေတယောက်ကဘာမြေကိုနှစ်ပေါင်းသိမ့်ချီစိုးမိုးခဲ့ပြီးဒီနေ့တော့ဒီနေရာမှာပျက်စီးရတော့မှလားလို့တွေးနေတော့ကျွန်တော်ကသူမရှိမှပိတ်ရက်လိုက်ပြီးစီနီယာငါရှိနေတဲ့ရွေးတော့ဘာပြဿနာမှမရှိစေရဘူးငါမင်းကိုဘေးကင်းအောင်ကာကွယ်ပေးမယ်လို့ဆရာကြီးပုံစံနဲ့ပြောလိုက်တဲ့သူမကအံ့ဩတုန်လှုပ်စွာနဲ့ကြီးချံကောမင်းကကိုထက်မြောက်ကနေတကယ်ပဲအသက်ရှင်လျက်ပြန်ဆင်းလာတာလားဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့မေးတယ်လို့ထော်ပါဟုံးတို့ကလည်းမဟုတ်ဘူးဒီမျောစင်ထဲမှာတားမြစ်ချက်တွေရှိတော့ဘယ်သူမှအေဂရစ်အဆင့်ကိုမကျော်လွန်နိုင်ဘူးသူကမျောစင်ထဲကကာကွယ်ရေးစီးရင်တွေကိုခဏချေတုံးထားတာနေမှာဟုတ်တယ်စီးမြင့်တွေရှိနေတဲ့၍သူဘယ်တော့မှအဆင့်ကိုအေဂရစ်ထက်မကျော်လွန်နိုင်ဘူးပိုင်ကောင်းချုပ်အတူတူတိုက်ပြီးသူ့ကိုပါတက်ပစ်မယ်လို့អော်ကြပြန်တယ်ကျွန်တော်စိတ်ထဲမှာတော့မယုံကြဘူးပေါ့ဟုတ်လားစနစ်ငါ့ကိုစိုင်းဖွင့်ပေးစမ်းနာမည်ကြော်ကြားမှုအမှတ်903ပြီးသူတို့ကိုတေးထွက်သွားအောင်6လက်နိုင်မဲ့တီးတန့်စိန်ခံတိုက်ကွယ် effect တစ်ခုစိတ်ကြိုက်လုပ်ပေးစမ်းလို့မှာလိုက်တယ်စနစ်ကနာမည်ကြော်ကြားမှုအမှတ်9ရာနှုတ်ယူပြီးပါပြီးစိန်ခံ effect တင်သွင်းမှုအောင်မြင်ပါသည်မူပိုင်ခွင့်ရှိသောဒေါသမြတ်ဝန်းညီမြန်းကြပန်းဖြစ်ပါသည်ဝုန်းဆိုပြီးကျွန်တော်ဘေးနားမှာအရှိန်ဝါတွေထွက်လာတော့ကောင်းကင်ရံတစ်ခုလုံးအပိုင်းပိုင်းပြကြမတက်ဖြစ်သွားတဲ့ထောပါဟုံးတို့ကကြောက်လန့်တကြားနဲ့ DPR ကဟာကောင်းကင်ရံတွေပြိုကျနေပြီးဒါအေဂရစ်ရဲ့ဆွမ်းအားမဟုတ်ဘူးဒါကကဘာဦးနတ်ဖျားလက်နဲ့ရဲ့ဆွမ်းအားပဲလို့လက်အောင်ကုန်ကြတယ်ကျွန်တော်ကပုံစံဖမ်းပြီးမင်းတို့ရဲ့အထွတ်ထိပ်ပညာဆိုတာငါမျက်လုံးထဲမှာတော့15ချက်တန်ပစ္စည်းအတူတက်ပါပဲဒီနေ့တော့တကယ်မိစ္ဆာအစ်အမှန်ဆိုတာဘာလဲဆိုတာမင်းတို့ကိုပြလိုက်အောင်မယ်လို့ပြောပြီးလက်ဖက်ကိုလွှတ်လိုက်တယ်အာမဟုတ်ဘူးလို့အော်ရင်ထောက်ပါဟုံးနဲ့ပိုင်စုကြီးတို့နှစ်ယောက်လုံးပြအဖြစ်ပြောင်းလဲသွားခဲ့ရတယ်အဲ့ဒီချိန်မှာကဘာကြီးရဲ့အခြားတစ်ဖက်ကဝါရင်အိုကြီးတွေကလည်းဒီမီရှန်ကဘသူကကောင်းကင်ဘုံရဲ့စီးမြင့်တွေကိုဆွဲထုတ်နေတာလဲတိုက်ရွှဲအင်ပါယာမှာကျင့်ကြံခြင်းအဆင့်ကိုကျော်လွန်တဲ့အနိုင်မဲ့အဖိုးအိုကြီးတယောက်မွေးဖွားလာပြီးပဲမြန်တကားပိတ်ကျင့်ကြံကြဒီလူကိုလုံးဝသွားမစီဆက်နဲ့လို့လန့်ကုန်ကြတယ်ဂုံယူပါသည်အင်ရှင်သည်ကဲတင်ချင်းကျေးဇူးလှုပ်ဝက်တာဝန်ကိုအောင်မြင်ပြီးအစင်းမြင့်အေဂရစ်နှစ်ဦးကိုတက်ဖြတ်နိုင်ခဲ့တဲ့ဖြင့်နာမည်ကျော်ကြားမှုအမှတ်9919တိုးလာပါသည်ကျွန်တော်စိတ်ထဲမှာတခါတည်းနဲ့အမှတ်တွေအများကြီးရပြီဟေ့နာမည်ကျော်ကြားမှုအမှတ်9919စနစ်ကငါ့ကိုအထင်မသေးဘူးပဲဒီစိန်ခံအဖက်ကိုဝယ်ရတာတကယ်ကိုတန်ဖိုးရှိပါတယ်လို့ပြောနေမိတယ်တိုက်ရွှဲအေဂရစ်မင်းမေကဒူးထောက်ပြီးကျေးဇူးတင်ပါတယ်စီနီယာကြီးရဲ့ကဲတင်ချင်းကျေးဇူးကိုကျေးဇူးတင်ပါတယ်နောက်လူကျမရဲ့အဝတ်စားတွေကမတက်မရက်ဖြစ်သွားလို့စီနီယာကြီးကိုရေစရာဖြစ်စေမိပါပြီလို့ပြောတော့ကျွန်တော်ကရောဒါကငါစာတိကထွက်တဲ့အထူးပစ္စည်းပဲသွားပြီးစေကြောတန့်စင်လိုက်ဦးဆိုပြီးပစ္စည်းနှစ်ခုပေးလိုက်တယ်သူမကရဒနာလိုတို့တတိလန်းယူပြီးစီနီယာကြီးကဒီလိုကောင်းကင်ဘုံကိုစန့်ကျင်တဲ့နတ်ဆေးရည်တွေကိုစိတ်ရင်းနဲ့ပေးသနာတာပဲစီနီယာကြီးရဲ့ကျေးဇူးတရားကိုနောက်လူကျမတစ်သက်လုံးမမေ့ပါဘူးလို့ပြောရှာတယ်ကျွန်တော်စိတ်ထဲမှာတော့အမလေးဗျာဒါက15ချက်တန်ခေါင်းလျှော်ရည်နဲ့ဆက်ပြရည်ပါပဲဒီအေဂရစ်မင်းမေရဲ့စိတ်ကူးရင်တွေးတောနိုင်စွမ်းကတော့တကယ်ကိုနံပါတ်1ပါပဲလို့ရေချင်းစိတ်ကိုအောက်ထားရတဲ့မျှော်စင်အပြင်ဘက်ကိုထွက်လာတော့စောင့်နေတဲ့လူတွေကကြည့်လိုက်အောင်
တိုက်ရွှဲဧကရမင်းမေပါလားသူမကဘာတန်ရမှမရပဲအေးစစ်စစ်ထွက်လာတာပဲနက်ဖျားတောင်ကြားခေါင်းချုံနဲ့ရောင်ချီခေါင်းချုပ်တို့ကောဒါဆိုရင်လို့ထင်ကြီးပေးနေကြတော့တိုက်ရွှဲဧကရမင်းမေကအားလုံးရဲ့ရှိမှတင်ကျွန်တော်ရှေ့တူးထောက်ချလိုက်ပြီးနောက်လူကျမသည်စီနီယာကြီး၏အနိုင်မဲ့ဂုံတရင်ကြောင့်လုံးဝအညံ့ခံကြည်ညိုမိပါသည်ဒီနေ့ကျမရဲ့တိုက်ရွှဲအင်ပါယာတစ်ခုလုံးကိုကြော့ပွဲအဖြစ်ဆက်သည်စီနီယာကြီးရဲ့တပည့်အဖြစ်လက်ခံပေးဖို့အနုညွတ်တောင်းပန်အပ်ပါသည်လို့ကြေညာလိုက်တယ်လူတွေမှာတိုက်ရွှဲအင်ပါယာတစ်ခုလုံးကိုကြော့ပွဲအဖြစ်ပေးပြီးတော့တပည့်ဖြစ်ပဲခံယူချင်တာလားအဆင့်ကိုဧကရမင်းမေကတပည့်ဖြစ်ခံယူဖို့ဒူးထောက်တောင်းပန်နေတာလားလို့တလောကလုံးတုံ့လုံးကုန်ကြတယ်အဲ့ဒီအချိန်မှာစနစ်ကအဆင့်ကိုဧကရတိုက်ရွှဲဧကရမင်းမေဤတပည့်ခံယူလို့တော့တောင်းဆိုချက်ကိုထောက်လန်းတွေ့ရှိရပါသည်လက်ခံမီလားလက်ခံပါကနာမည်ကျော်ကြားမှုအမှတ်90,000တိုးလာမည်အပြင်တိုက်ရွှဲအင်ပါယာဤအရှင်သခင်ဟူသောတီးတန့်ပွဲထူးကိုရရှိပါမည်လို့ပြလာတော့တယ်ကျွန်တော်စိတ်ထဲမှာလက်ခံရမှာပေါ့လက်မခံတဲ့ကောင်ကအယူပဲနာမည်ကျော်ကြားမှုအမှတ်9000ကြီးများတောင်းများဒီတခါတော့ငါတကယ်ပဲတစ်ချက်တည်းနဲ့အထက်တန်းစားဖြစ်ပြီးအရာရှင်ဟိုကတက်သွားပြီးလို့တွေးပြီးအပြင်ပန်းမှာတော့တင်ငိမ်လှပစွာနေပဲမင်းကဒီလောက်တောင်စိတ်ရင်းနဲ့တရားရှာချင်မှာတော့ငါကပဲမင်းကိုအကြီးဆုံးတပည့်သားအဖြစ်လက်ခံပေးလိုက်မယ်လို့မိန့်လိုက်တယ်တိုက်ရွှဲဧကရမင်းမေကဝမ်းသာအားရနဲ့တပည့်ကြီးကဆရာသခင်ကိုဥချကြော့ပါတယ်ဖះလို့ဆိုပြီးတူးထောက်တယ်ဂုံယူပါသည်အင်ရှင်သည်ပထမဆုံးသောဧကရအဆင့်တပည့်ကိုလက်ခံရရှိသဖြင့်နာမည်ကျော်ကြားမှုအမှတ်90,000တိုးလာပါသည်သူမကနောလုံးမမပြီးသေးဘူးဘေးကနေမောက်မောက်မာမာနဲ့ကြားဖြတ်နှောက်ယှက်တဲ့အတန်ကြီးပေါ်လာပြန်တဲ့နေဦးအထက်ကရတနာတွေကိုဘေးကလာတဲ့ကြောင်ချီခွေချီတွေမှာဒီတိုင်းယူသွားလို့မရဘူးအကုန်ချန်ထားခဲ့စမ်းမဟုတ်ရင်အသက်ချမ်းသာပေးမှာမဟုတ်ဘူးလူတွေကကြည်ပြီးတာမဟာကျအင်ပါယာကချီဟောက်ရန်ပါလာသူကကျွမ်းကျင်သူအများကြီးကိုခေါ်ပြီးဒီနေရာမှာခြုံကိုတိုက်ဖို့စောင့်နေတာကိုလို့လန့်ကုန်ကြတယ်ကျွန်တော်ကတော့မျက်တောင်တစ်ချက်မှမခတ်ပဲတပည့်မင်းစရာတိုက်ပေးလိုက်စမ်းလို့ခက်အေးအေးပဲအမိတ်ပေးလိုက်တယ်ကိုပါတာချက်လာစေတိုက်ရွှဲဧကရမင်းမေကချက်ချင်းပဲဓာအလင်းတန်းတွေကိုထုတ်ပြီးချီဟောက်ရန်နဲ့သူ့လူတွေကိုစက္ကန့်ပိုင်းတွင်းမှာတင်အမုတ်လုပ်ပစ်လိုက်တယ်အစင်းမြင့်နမိတ်စာသားရဲ့ကြီးဝါမျိုးချင်းနဲ့ဆိုးပရင်တားအဖကိုထောက်လန်းတွေ့ရှိရပါသည်ရင်းတို့ကိုမိမိအစီခံအဖြစ်အောင်မြင်စွာတင်သွင်းနိုင်မှာကလှုပ်ဝက်စုကြီးကိုရရှိပါမည်ကျွန်တော်လည်းစနစ်အယောင်ဆိုင်ဟိုကောင်တွေသဘောကျမဲ့နမိတ်စာအဆင့်တားရဲ့ဦးကိုငါအတွက်လဲလဲပေးစမ်းလို့မှာလိုက်တော့စနစ်ကနာမည်ကျော်ကြားမှုအမှတ်9919နှုတ်ယူပြီးပါပြီလို့ပြတယ်ကျွန်တော်စိတ်ထဲမှာအမှတ်လေးပြအမှတ်991919ငါခုနတင်လက်ထဲရလို့နှွေးတောင်မနှွေးသေးဘူးမင်းကတော့တကယ်တွေးဆုပ်တဲ့စနစ်အစုပ်ပဲလို့ညီတော်တော့စနစ်ကဒါကစနစ်ရဲ့ပျော်ရွှင်မှုအသေးစားလေးပါပဲရှင်လို့ပြန်ပြောတယ်ကျွန်တော်ကအဲ့ဒီတားရဲ့ကိုထုတ်ပြီးနတ်ဆိုးပြီးရင်ကြီးသားဖကိုပေးလိုက်တော့သူတို့ခန္ဓာကိုယ်ရဲ့ကိုနတ်ဖျားစီးမြင်းတွေစီးဝင်သွားပြီးကြင်ကြံခြင်းတွေတရရိပ်တက်ကုန်ကြတယ်သူတို့ကအံ့ဩဝမ်းသာစွာနဲ့နတ်ဖျားစီးမြင်းတွေပေးသနာတာကိုကျေးဇူးတင်ပါတယ်သခင်ကြီးကျွန်တော်မျိုးဟဲ့တဟူသခင်ကြီးကိုအသက်နဲ့လဲပြီးတစ္ဆာဆောင်တည်ပါမယ်လို့អော်ကြတယ်ဘေးကလူတွေမှာတော့ပါဇက်အဟောင်းသားနဲ့ကောင်းကင်ဘုံရဲ့စီးမြင်းတွေကိုဆန့်ကျင်ပြီးနမိတ်စာသားရဲကိုတပြိုင်နက်တည်း3ဆင့်တောင်တက်သွားစေတာလားဒါဧကရရဲ့စွမ်းအားလုံးဝမဟုတ်ဘူးဒါကတကယ်နတ်မင်းကြီးရဲ့စွမ်းအားပဲလို့လန့်ကုန်ကြပြန်တယ်ကျွန်တော်စိတ်ထဲမှာတော့တော်သေးတာပေါ့ဒီကောင်နှစ်ကောင်နောက်ဆုံးတော့လိမ္မာသွားကြပြီးအခုဆိုငါမှလည်းဧကရအဆင့်စီးတော်ရင်ရပြီပဲလို့တွေးပြီးသဘောကျနေမိတယ်ဖျားပွဲပြီးအကြီးဆုံးတပည့်တိုက်ရွှဲဧကရမင်းမေသည်ထိုက်ချူတာကိုင်းရဲ့တပည့်အဖြစ်တရားဝင်ရောက်ပါပြီလို့ကြေညာလိုက်တဲ့အခါနာမည်ကျော်ကြားမှုအမှတ်တွေကတော့တရားဟောတက်လာတော့တာပဲဂုံယူပါသည်အင်ရှင်3ရက်အတွင်းမှာတင်မိမိရဲ့နာမည်ကျော်ကြားမှုအမှတ်ကတသိန်းကျော်သွားပြီဖြစ်ပါသည်အဲ့ဒီနောက်3နှစ်ဆိုတဲ့အချိန်ကမျက်စိတမိတ်တွင်ကုံဆုံးသွားခဲ့တယ်တိုက်ရွှဲအင်ပါယာရဲ့ပြတ်သားတဲ့လက်ယုံကြီးပြီးတော့ဂိုင်းကြီး3ဂိုင်းနဲ့တန့်စင်တော်နေမီ10ခုတို့ရဲ့အကျွမ်းမဲ့အညံ့ခံမှုတွေကြောင့်ထိုက်ချူတာကိုင်းရဲ့ဂုံတရင်ကတလောကလုံးကိုဟိမ့်ထွက်သွားခဲ့ရတယ်နာမည်ကျော်ကြားမှုအမှတ်တန်း2သိန်းတောင်ကျွန်တော်3နှလုံးလုံးစူးစမ်းပန်းစားနဲ့နောက်ဆုံးတော့ကြင်ကြံခြင်းလုပ်ဖို့အတွက်အရင်းနှီးတွေစုဆောင်းမိသွားပြီစနစ်ကအေရှင်တွေနာမည်ကျော်ကြားမှုအမှတ်တန်းကျော်ရှိနေသဖြင့်အတာမန်လူများအတွက်တည်တံ့ကြင်ကြံခြင်းကျန်းစာကိုဖွင့်လှစ်ပေးလိုက်ပါပြီသို့တော့ဤကျန်းသည်အလွန်ထူးဆန်းသဖြင့်တာမန်လူခန္ဓာကိုယ်ဖြင့်အပင်ပန်းခံကြင်ကြံမှာကကျန်းစာအဆင့်ဝင်ရန်နှစ်ပေါင်း1000ကြာမြင့်မည်ဖြစ်ပါသည်နှစ်ပေါင်း1000ဟုတ်လားငါအဲ့ဒါကိုကျင့်လို့ပြီးတဲ့အချိန်ဆိုငါရဲ့အယိုးအမှုန့်တွေတောင်မြေစီလွှာဖြစ်သွားလောက်ပြီးစနစ်မင်းငါကိုတတ်မဲ့နှိပ်စက်နေတာမလားကျွန်တော်ကဆဲလိုက်တယ်စနစ်ကသတိပေးချက်အေရှင်နေဖြင့်နာမည်ကျော်ကြားမှုအမှတ်တန်းသုံးပြီးအရင်ကရထားတဲ့အချိန်ရှိန်မြင့်ကပ်ကိုအတင်းအဓမ္မထည့်သွင်းနိုင်ပါသည်။ရင်းဒီကျင့်ကြံခြင်းအချိန်9:19ရာခိုင်နှုန်းကိုချက်ချင်းလျှော့ချပေးမည်ဖြစ်ပါသည်လို့ပြတယ်။ဘာတတန်းဆိုလဲတတန်းกว่าဒီနေ့တော့ငါအကုန်သုံးပြမယ်ဒီတာမန်လူခန္ဓာကိုယ်အစုပ်ကနေလွတ်မြောက်နိုင်ရင်ဘာပဲပေးရကျင်းတဲ့စနစ်အချိန်မြင့်ကပ်ကိုသုံးပြီးငါရဲ့တတန်းကိုပါတိုးပေးစမ်းနာမည်ကျော်ကြားမှုအမှတ်တတန်းနှုတ်ယူပြီးပါပြီအချိန်ရှိန်မြင့်ကပ်ထည့်သွင်းမှုအောင်မြင်ပါသည်အင်ရှင်ဤတတန်းကိုအလိုလျောက်အသက်2000အထိတိုးမြင့်ပေးလိုက်ပါပြီ။အဲ့ဒီလိုနဲ့ကောင်းကင်ဘုံကိုစန့်ကျင်တဲ့စနစ်ရဲ့အကူအညီနဲ့အတူရှည်လျားလာတဲ့နှစ်ပေါင်း1000ကျင့်ကြံခြင်းအချိန်ကာလကိုချက်ချင်းချုံပစ်လိုက်တယ်ကျွန်တော်ကတော့ရက်တက်နေတဲ့အချိန်ကာလကပါထဲမှာနှစ်ပေါင်းကိုဆဲကြော်တိုင်းအေးလူလူနဲ့တကားပိတ်ကျင့်ကြံခြင်းကိုပြုလုပ်ခဲ့ရတယ်ငါအောင်မြင်သွားပြီးဝူဝမ်းဆင့်အစောပိုင်းကိုရောက်သွားပြီးငါတာမန်လူမဟုတ်တော့ဘူးဟေးငါမှကျင့်ကြံခြင်းစွမ်းအားတွေရှိလာပြီလို့ကျွန်တော်ဝမ်းသာအားရအော်လိုက်တယ်စနစ်ကလည်းဂုဏ်ယူပါသည်အင်ရှင်မိမိ၏စူးစမ်းမှုဖြင့်တန်ငါပါပရမတ်ကျမ်းကိုအောင်မြင်စွာကျင့်ကြံနိုင်ခဲ့ပြီးခန္ဓာကိုယ်ကိုလုံးဝအသစ်တစ်ဖန်လဲလှယ်ခြင်းပြုလုပ်ကာတာမန်လူဘဝမှလွတ်မြောက်သွားပါပြီလို့ပြတယ်ကျွန်တော်တကားပိတ်ရာကနေအပြင်ကိုထွက်လာတဲ့အခါလူတွေကဟိုးလေးတကြော်နဲ့ကြည့်လိုက်ဦးတိုက်ရွှဲဧကရင်းမင်းမေမဟုတ်ဘူးအကြီးဆုံးမမကြီးကတရားရှာဖွေခြင်းအဆင့်ကိုတောင်ရောက်သွားပြီပဲလို့ပြောနေကြတယ်တိုက်ရွှဲဧကရင်းမင်းမေကရှေ့ကနေဥဆောင်ပြီးတပည့်တိုက်ရွှဲ
တလောကလုံးကကြင်ကြံသူပေါင်းစုံကိုဦးဆောင်ပြီးဆရာသခင်တကားပိယာမှာထွက်လာခြင်းကိုကြိုးဆိုပါတယ်ဖခင်ဆရာသခင်ကကျွန်တော်တို့ကိုလမ်းညွှန်မှုပေးတော်မူပါလို့ဒူးထောက်ကြော့ကြတယ်သူတို့ကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာဘသူကထင်ပါလဲလွန်ခဲ့တဲ့3နှစ်တုန်းကငါကလမ်းလျှောက်ဖို့တောင်အားရမရှိတဲ့ဖြတ်တန်းလာသူတာမန်လူတက်တက်ပဲဥစ္စာငါရဲ့တစ်ချက်တည်းနဲ့အစာပြတ်တက်နိုင်တဲ့စွမ်းအားကိုအားကိုးပြီးစနစ်ရဲ့လမ်းညွှန်မှုပြီးတော့ငါကိုယ်တိုင်ရဲ့မစုံမနစ်စူးစမ်းမှုတွေကြောင့်အခုဆိုငါကဒီကဘာကြီးရဲ့အနိုင်မဲ့အရှင်သခင်ကြီးတကယ်ဖြစ်လာခဲ့ပြီပဲလို့ကျင်းနဲ့စွာတွေးလိုက်ရင်ကျွန်တော်ကလက်ကိုမြောက်ပြီးတည်ငြိမ်လှပစွာမိတ်လိုက်တယ်အားလုံးထားကြလော့